ကားတွေရဲ့နီးပညာနဲ့သူ့ရဲ့ကြံ့ခိုင်မှုကတော့ကျွန်တော်ကိုစိတ်မပြတ်စေပါဘူး။မန်လေးနေထားနေတော့တနိုင်ငံလုံးမှာ Volkswagen ကားအရေးအတွက်အစီအအများဆုံးရှိတဲ့မြို့လို့ပြောနိုင်ပါတယ်။ဒီနေ့မှာတော့ Volkswagen Golf 7 2014ရဲ့နှစ်အထက်မှာပါတဲ့ရှေ့မှာတက်ထားတဲ့ Long Range Radar Sensor လေးကြောင်းကိုပြပြသွားခြင်းပါတယ်။ဒီ Sensor လေးရဲ့အသုံးဝင်ပုံကတော့ကိုယ့်ရဲ့ကားရှေ့မှာရင်တစ်ခုရုတ်တရက်ဖြတ်သွားမယ်ဆိုရင်လည်း brake အုပ်ပေးမယ် front assistant အနေနဲ့သုံးတယ် highway တွေမှာဆိုရင်လည်း lever နင်းစရာမလိုဘဲနဲ့ cruise control ပုံစံမျိုးနဲ့နေရာမှာလည်းသူက adaptive cruise control feature အနေနဲ့အသုံးဝင်အောင်လုပ်ပေးထားတာဖြစ်ပါတယ်။နေရာမှာ adaptive cruise control ကပုံမှန် cruise control နဲ့မတူတာကတော့ပင်လယ်ထဲမှာ school of fish လေးတွေရှေ့ပိုင်းမှာဥဆောင်သွားတဲ့ငါးလို့သွားနေတဲ့ပုံစံမျိုးပဲကိုကသတ်မှတ်ထားတဲ့ speed နဲ့သွားနေတဲ့အချိန်မှာကိုယ့်ရဲ့ရင်ရှည်မှာကိုယ့်ထက်နေတဲ့ကားရှိနေမယ်ဆိုရင်အဲ့ဒီကားရဲ့ speed တိုင်းပဲပြန် short ချပြီးတော့အဲ့ဒီကားသွားတဲ့အတိုင်းပဲလိုက်ပါပြီးတော့မောင်းနေတဲ့ပုံစံမျိုးကို adaptive cruise control လို့အကြမ်းမြင်ပြောလို့ရပါတယ်။ adaptive cruise control နဲ့ပတ်သက်တဲ့ cloud တွေကတော့ steering wheel ရဲ့ဘက်မှာရှိပါတယ်။ cruise control cloud ကိုနှစ်ချက်နှိပ်မယ်ဆိုရင်တော့ adaptive cruise control activate ဖြစ်ပါပြီ။ဒီ cloud ကိုပဲနှစ်ချက်နှိပ်မယ်ဆိုရင် deactivate ပြန်ဖြစ်မှာဖြစ်ပါတယ်။ brake အုပ်မယ်ဆိုရင်လည်း adaptive cruise control deactivate ဖြစ်မှာဖြစ်ပါတယ်။ reserve cloud ကတော့နောက်ဆုံးသတ်မှတ်ထားတဲ့ cruise control mode ရဲ့ setting တိုင်းပြန်ရောက်ပြီးမှဖြစ်ပါတယ်။ cruise control mode cloud ကတော့ cruise control mode နှစ်ခုဖြစ်တဲ့ speed limit cruise control mode နဲ့ adaptive cruise control mode နှစ်ခုကိုပြောင်းလဲပေးတာဖြစ်ပါတယ်။ဒါကတော့မြို့ထဲမှာဆိုရင်ကျွန်တော်တို့ကတော့ ACC sensor ကို deactivate လုပ်ပြီးတော့မောင်းပါတယ်။မြို့ထဲမှာhighway လိုမျိုးဒီလိုမျိုးနေရာဆိုရင်တော့ဒီ adaptive cruise control နဲ့ cruise control ကိုထည့်ပြီးတော့မောင်းပါတယ်။ဒီမှာ mode နှစ်ခုရှိပါတယ်။ speed limiter ကတော့ဒီလက်ရှိရှိတဲ့ speed တိုင်းကိုပဲသွားပြီးတော့ lever နင်းလို့မရပါဘူး။ဒီမှာဆိုရင်ကီလိုမီတာ80မှာရှိရဆိုရင်ကီလိုမီတာ80တိုင်းသွားမှာဖြစ်ပါတယ်။ adaptive cruise control ကတော့လက်ရှိ speed ကိုမှ lever နင်းမယ်ဆိုလည်းရတယ်။ lever ကို short လိုက်ပြီဆိုရင်လည်းအဲ့ဒီ short လိုက်တဲ့ speed ကိုlever ကို short လိုက်ပြီဆိုလည်းအဲ့ဒီ speed ကိုပဲမူရင်းထားထားတဲ့ adaptive cruise control နေအောင်ရောက်မှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော် adaptive cruise lever ကို80ဒီနင်းပြီးတော့adaptive cruise control mode နဲ့မောင်းပြပါမယ်။ adaptive cruise control mode ဝင်သွားပါပြီ။အဲ့တော့ဒီမှာအမြင့်ဆုံးထားပြီးတော့ကျွန်တော်ဒီဘက်မှာ set နှိပ်လိုက်ပါမယ်။အဲဆိုရင်လက်ရှိကျွန်တော် lever မနှင်းမဲနဲ့ကီလိုမီတာ80နှုန်းနဲ့သွားနေတယ်။ရှေ့မှာတော့အတားဆီးမရှိသေးဘူး။ဒီမှာ adaptive cruise control mode နဲ့သွားနေတာဖြစ်တဲ့အတွက်ဒီမှာ cruise control mode လေးဒီမှာလင်းနေတာဖြစ်ပါတယ်။ဒါမှမဟုတ်ကျွန်တော်80ကိုမှထပ်ပြီးတော့နင်းကြည့်လိုက်ပါမယ်။အဲဆိုရင်ကီလိုမီတာ90ထိရောက်သွားပါပြီ။ဒါပေမဲ့ adaptive cruise control mode ထွက်သေးပါဘူး။ဒါမှကျွန်တော်အချိန်လျှော့လိုက်ပါမယ်။ရှော့လိုက်တယ်ဆိုရင်ခုန80မှာထားတာ adaptive cruise control mode ထားရတဲ့80ကိုရောက်တာနဲ့သူ speed တိုင်းပဲထပ်ပြီးတော့ lever ကို speed လျော့သွားပြီးတော့ lever ကို80တိုင်းပဲဆက်ပြီးတော့သွားမှာဖြစ်ပါတယ်။ဒီကားကိုမြင်ရပြီဒီမှာသူ range သူ speed တိုင်းပဲသွားပြီကျွန်တော်ဒီမှာ USB ကကီလို80ဖြစ်တဲ့အတွက်သူ80တိုင်းသွားနေတယ်။ဒီဘက်ကနေကျွန်တော်သူ့ကိုရှောင်လိုက်မယ် lidar sensor range ကနေရှောင်ပြီးကြော်ဖို့အတွက်လုပ်မယ်ဆိုရင်အလိုနဲ့ကီလို90ကျော်ပြီးသွားမှာဒီပြန်ဝင်လိုက်မယ်ပြန်ဝင်လိုက်ပြီဆိုရင်ဒီမှာသူ့ရဲ့ဒီတက်ဖြစ်တဲ့အတွက် speed ပြန်ကျသွားမှာဖြစ်ပါတယ်ဒီဘက်ကိုပြန်ပြီးတော့ဝင်လိုက်ပြီဆိုရင်သူရဲ့ speed တိုင်းပဲပြန်ပြီးတော့ cruise control mode နဲ့တန်းပြီးသွားမှာဖြစ်ပါတယ်ဒီနောက်ထပ် adaptive control mode ရဲ့ speed limit mode ကတော့သူကလက်ရှိကီလို80မှာ speed limit cruise control နဲ့သွားနေရဆိုရင်ကီလို80ပဲ lever နင်းနဲ့ခုနမောင်းနဲ့မတူရနဲ့မတိုးတော့ပဲနဲ့ lever ဘလို့နင်းနေ lever လုံးမတော့ပဲနဲ့လက်ရှိ speed တိုင်းပဲသွားနေမှာဖြစ်ပါတယ်adaptive cruise control မှာအဓိကလုပ်တဲ့ radar sensor အလုပ်တာ error ရှိနိုင်တဲ့အခြေအနေတွေကတော့မိုးရမ်းရွာတဲ့အချိန်သူ့ရဲ့ရှေ့မှာရွှွန့်နေဆင်ပြီးတော့ရွှွန့်နေထူတဲ့အချိန်နဲ့ရမ်းအေးတဲ့ရာသီဥတုတွေမှာဒေသတွေမှာ snow တွေသူ့ရဲ့ရှေ့မှာပိတ်နေတာမျိုးဆိုရင်တော့ဒီ control sensor က radar sensor ကကောင်းကောင်းကြီးအလုံးမလုပ်တာမျိုးဖြစ်နိုင်ပါတယ်